ရက်ပိုင်းမှာအရန်ကို craving ဖြစ်နေတဲ့ပဲချာဆန်နဲ့အာလူကိုဒီနေ့ပဲတုပ်စားဖြစ်ခဲ့ပါတယ်ဒီပဲချာဆန်နဲ့အာလူတုပ်က one of my favorite တွေတခုမလို့အိမ်မှာလည်းအမြဲလုပ်စားနေကြတုပ်ကလေးပါအရင်ဆုံးအာလူတွေပဲချာဆန်တွေဟဲရင်ပေါက်တွေကိုပြုတ်ပါမယ်ဒါကတော့အာလူနဲ့ပဲချာဆန်ပြင်ထဲတုပ်မဲ့စာပလာတွေပါအရင်ဆုံးစီချက်ချက်ကမှမို့လို့ခဏသိမ်းထားလိုက်ပါအောင်မယ်စီနီစီချက်လုပ်ဖို့စီမပူခင်မှာငရုတ်သီးစိမ့်မုတ်ရယ်ငရုတ်သီးခွဲချမ်းရယ်ကိုတခါရဲရောချက်ပါတယ်နောက်ပြီးရင်ကြက်သွန်ဖြူကြော်ထားတာလေးပါရောပြီးထည့်လိုက်ပါတယ်ကြက်သွန်ကြော်ကတော့အိမ်မှာမကြော်တော့ဘဲနဲ့ ready made ပဲသုံးထားတာပါဒါကတော့တုပ်ဖို့ ready ဖြစ်နေပါပြီဒါဆိုရင်စပြီးတော့တုပ်ပါတော့မယ်ခုနကတုပ်ဖို့လုပ်ထားတဲ့ဟာတွေကတခုချင်းစီယူပြီးတော့အကုန်ထည့်ပြီးတုပ်ပါတယ်တချို့တွေကခင်းချင်သီးတို့တခွားသီးကိုမထည့်ကြဘူးပေါ့နော်အိမ်မှာလေဂေါ်ဘီကကုန်နေရောဂေါ်ဘီထည့်ချင်တာဂေါ်ဘီတော့ပါလိုက်ဘူးပေါ့နော်တုပ်တော့မယ်ဆိုတော့ထုံးစံအတိုင်းစီချက်ထည့်တယ်ငပြာရည်ပဲမုံပစွန်ချောင်းမုံထည့်တယ်ဒါမျိုးသားစားမှာဆိုတော့သူကငရုတ်သီးမုံမထည့်လို့ငရုတ်သီးမုံတော့မပါပါဘူးပြီးရင်တခြားလေးနှက်ဆန်အောင်နေပါမယ်ဒါကတော့ကျမစားဖို့တုပ်တာပါကျမငရုတ်သီးနဲ့များစားတယ်ပြီးရင်ပစွန်ချောင်းမုံပဲမုံလည်းများထည့်ပါတယ်ကျမအချင်တော့တိတ်မကြိုက်လို့ချင်ရှော့ထည့်တယ်ငရုတ်သီးမုံလည်းထည့်ပါတယ်ပြီးသွားရင်တော့တခြားလေးနယ်ပြီးတော့စားပါမယ်ကျမရဲ့အတုပ်ကမစားရသေးဘူးအယောင်နဲ့အရန်ဆက်မဲ့ပုံပဲပေါ့နော်နီရဲနေရပါပဲကျမကအတုပ်တွေပါရေးစားရင်ပစွန်ချောင်းထည့်စားတာကြိုက်တယ်မျိုးသားတော့ပစွန်ချောင်းမကြိုက်လို့သူ့လည်းမထည့်ပေးဘူးပေါ့နော်တုပ်တွေကရင်နွေးချမ်းထဲမှာလိုက်တာဆိုတော့ရင်နွေးတောက်ပြီးစားလိုက်ပါအောင်မယ် Thanks for watching bye